大家好，那么明啦吧？喏，酷咖咖 HSK 1 3.0 version 嘅定緊晒連埋擺咗生詞揾到漢字စကားလုံးတွေကိုစကားလုံးတဲ့တရုတ်စကားလုံးတွေလေးလာမှာဖြစ်တယ်။ဒီဟာတော့လွန်ခဲ့တော့၄လကျော်လာကကျွန်တော်လုပ်ခဲ့ဘူးတယ်။အကြောင်းလေမှာဒါခဏပြတ်သွားတယ်ပေါ့နော်။အဲ့တော့အခုပြန်စာပေးတာပေါ့နော်။အဲ့တော့ဒီအခန်းမှာပါတဲ့ရှမ်း詞လေးတွေရဲ့အလွယ်မဲ့ပုံမှန်လေးတွေကိုလေ့လာကြည့်မယ်နော်။ပထမဆုံးတစ်လုံးကယုံပေါ့နော်ပထမဆုံးတစ်လုံးကယုံဖြစ်တယ်ယုံကရှိတယ်ဆိုတဲ့အဓိပ္ပာယ်နော် fact ဆိုတဲ့အတွက်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဘယ်လိုမျိုးလေးအလွယ်မှတ်မလဲဆိုရင်ဒီတစ်ချက်ပေါ့အပေါ်မှာပါတဲ့ဟာကလက်ကိုကိုစားပြုတာပေါ့နော်ဒီ show ဆိုတဲ့လက်ကိုကိုစားပြုတာအောက်ကကျတော့ဒီမှာပါတဲ့ဟာကဒီလိုမျိုး row ကိုကိုစားပြုတာပေါ့နော်အသားကိုကိုစားပြုအဲ့တော့ဘယ်လိုပြောမလဲဆိုငါမှာသားရှိတယ်အဲ့လိုမျိုးပေါ့နော်လက်နဲ့ကင်ပြီးတော့ငါမှာသားရှိတယ်အဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဘာလို့ဆိုအလွယ်မှတ်နေပေါ့နော်ဒါတစ်ချိန်တစ်ခါမှာပေါ့နော်အရင်တော့တချို့တော့ကျွန်တော်ရှိသေးတယ်တော့ကြောက်ပြီးတော့ပေါ့နော်ပတ်စံရှိတိုင်းတော့မှအသားမစားတဲ့ data တွေရှိရပေါ့နော်ဘာလို့ဝယ်ရတာခက်ခဲလို့ပါညာပေါ့နော်အဲ့လိုမျိုးတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ငါမှာအသားရှိတဲ့အဲ့လိုမျိုးပုံစံမျိုးနော်လက်လေးနဲ့လက်ကနေကင်လာတော့ငါမှာအသားရှိတဲ့အဲ့လိုမျိုးအလွယ်မှတ်ကြည့်ပါနော်ကဲနောက်တစ်ခုက多少နော်多少ကကြတော့多少少ကမူလအဓိပ္ပာယ်အတန်ထွက်ဆိုရင်တော့ဆန်းဆန်းရှိလိမ့်မယ်နော်မူလအမှာကြာဆန်းဆန်းဆိုတဲ့အဓိပ္ပာယ်ရှိလိမ့်မယ်ဒါပေမဲ့ဒီမှာသူတယောက်ထဲတောက်ပနေရမှာဘူးလူများနဲ့တွဲထားတဲ့စကားလုံးဖြစ်နေတာနှစ်ခုပေါင်းမှတစ်ခုအဓိပ္ပာယ်မျိုးထွက်နေတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့မူလအတန်ကိုတော့ခဏတစ်မျိုးလေးဟိုပေါ့နော်တွေ့ဖယ်တာမျိုးရှိလိမ့်မယ်ပေါ့နော်မှာကြာ多少多少အဲ့ဒါကလေ HSK1 2.0 version မှာအနောက်မှာဒါချင်းရှမ်းဖြစ်ခဲ့မယ်ဆိုအရှိမကရေးရှမ်းနောက်မှာချင်းရှမ်းရှိမှာ二ရှမ်းနောက်မှာချင်းရှမ်းရှိမှာ三ရှမ်းနောက်မှာချင်းရှမ်းရှိမှာ四ရှမ်းနောက်မှာချင်းရှမ်းဆိုလို့ရှိရင်ဒီချင်းရှမ်းတွေကိုဘယ်လိုထွက်ရလဲဆိုတော့ညပေါ့နော်အကြောင်း graph လို့အကြောင်းလေးတွေရှိအဲ့ဒါကိုကြည့်လိုက်ရင်一二四က四ရှမ်းနဲ့ထွက်ရတယ်အတန်ချလိုက်多少三ရှမ်းတစ်ခုတည်းထောင်တက်ရအဲ့တော့多少ကဟိုနည်းနည်း short ချလိုက်တယ်ပေါ့နော်အပံ short ချလိုက်တယ်အဲ့တော့多少ကဘယ်လောက်လဲဆိုတော့အထိပဲအဲ့တော့多ကိုကြည့်မယ်ဆိုလို့ရှိရင်多ကခုဒီလိုပေါ့နော်ညဆိုတဲ့စကားလုံးကနေလာဒီဟာမျိုးပေါ့နော်ဒီဟာကတကယ်ကတော့ညဆိုတဲ့အဓိပ္ပာယ်မျိုးဘလို့ဘာကြောင့်ညလာလဲဆိုတော့ဒီကောင်းကင်ပေါ်မှာတာနဲ့လာကွေးကွေးလေးကိုကြည့်ရင်လည်းဖြစ်လာတာအဲ့ဒီပုံစံပေါ့နော်ဒါပေမဲ့ဒီမှာအဲ့ဒါမဟုတ်ဘူးအဲ့လိုမရှိနဲ့ခုနကကျွန်တော်ဆွဲပြတဲ့ row ဆိုတဲ့ဟာမျိုးနဲ့ယူမယ်နော် row ဆိုတဲ့အသားနဲ့ယူမယ် row ကတကယ်ဒီလိုလာနော်ဒီစကားဟိုတခုလက်ရှိမှာဆိုရင်ဒီစကားလုံးဖြစ်နိုင်မယ်ပေါ့နော် row ကအဲ့တော့ဒါမဲ့ဒီ row ကိုတခုလောလောဆယ်ဒီလိုပဲယူမယ်နော်ဒီ row ကနေလာတယ်ဘယ်လိုမျိုးဘာကြောင့်ဒီလိုပုံစံဖြစ်သွားလဲဆိုရင်အသားအပိုင်းအစဟုတ်ပြီနော်အသားအပိုင်းအစပြီးသားမှာဆိုရင်အချက်ပြည့်ဆိုရင် y အပိုင်းအစဆိုလို့ရှိရင်ထရီကန်ပုံစံလေးလို့ဖြစ်သွားတယ်ပေါ့နော်စာသဖြင့်လိုမျိုးရှိတယ်အဲ့တော့ဒီမှာလည်းလိုပဲအသားအပိုင်းစာတစ်ခုနောက်တစ်ခုတော့အသားအပိုင်းစာတွေအများကြီးပဲဆိုတဲ့အဓိပ္ပာယ်နဲ့多ကများတယ်လို့ယူဆလို့ရပါတယ်少ကနေတာနော်တဲမုံ2ပွင့်3ပွင့်4ပွင့်လောက်ပဲရှိတာနေတာနော်အဲ့တော့အများနဲ့အနည်းနဲ့နော်ရှာဒီကတဲမုံလေးတွေပေါ့ကနေလာနော်အများနဲ့အနည်းနဲ့ရှိရနော်အများနဲ့အနည်းနဲ့ဆိုတော့များချင်းနည်းချင်းဒီပမာဏနဲ့ဆိုင်တယ်နော်များချင်းနည်းချင်းဒီပမာဏနဲ့ဆိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဘလောက်လဲဆိုတော့ပမာဏအပြင်ဘလောက်လဲငွေကြေးအပြင်ဘလောက်လဲအဲ့လိုမျိုးပုံစံမျိုးနဲ့ယူတာနော်多少နောက်ခုဆက်သွားမယ်နော်နောက်တစ်ခုကကကကြတော့ measure word နဲ့တော့ m က measure word ကိုပြောမယ်နော် measure word နဲ့ယူတယ်ဆိုတော့general measure word လည်းသူရေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ noun တစ်ခုရဲ့အဓိပ္ပာယ် sorry measure word ကိုမသိရင်ကသုံးလို့ရပါတယ်နော် noun တစ်ခုရဲ့ measure word ကိုမသိရင်ကသုံးလို့ရပါတယ်သူ့ရဲ့ပုံစံကလူရဲ့လူတယောက်မတက်ရက်နဲ့လူလဲလူပဲလူတယောက်ဝေးရနဲ့ဒီလိုခြုံကြည့်လိုက်ဝုန်းဆိုရင်ဒီပုံစံပဲเนาะအဝေးကနေကြည့်လိုက်မမက်ကြီးအချောင်းတစ်ချောင်းပဲတွေ့ရတာဆိုတော့လူတယောက်ဆိုတဲ့ပုံစံမျိုးနဲ့ပဲယူလိုက်တာပေါ့เนาะโอเคเนาะအဲ့တော့နောက်တခြားနံပါတ်တွေကိုဆက်သွားပါမယ်
အဲ့တော့နောက်တစ်ခုကကမှာကပေါ့နော်အတန်ထွက်ဒီစကလုံးရဲ့အတန်ထွက်ကကပေါ့နော်ကလို့မထွက်ဘူးဘာလို့လဲအရှိလဲဒါပဲနောက်လဲဒါပဲဘာလို့ကလို့မထွက်ဘူးလဲဆိုလို့ရှင်တရုတ်မှာကတခြားသောမဟုတ်ပါဒီက English မှာလည်းအဲ့လိုရှိရရေးတဲ့အတိုင်းထွက်လို့မရတာမျိုးတွေရှိတတ်တယ်နော်ရေးတဲ့အတိုင်းထွက်လို့မရဘူးဆိုတော့ဥပမာဆိုရင် G ကို9 D ကိုဒိုး T ကိုထိုးဆိုပြီးထွက်လို့မရဘောနော်မြင်တဲ့အတိုင်းလည်းတစ်ခါတည်းထွက်လို့မရကျွန်တော်ပြောဘူးတယ်နော်ဒါတော့general link လုပ်ချင်တာဒီတရုတ်ဘာသာစကားမှမဟုတ်ဘူး English မှာလည်းရှိချောင်းကိုသတိပေးချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော့ဒါလေးကိုတစ်ချက်လိုက်ပြီးဥစားလုပ်ပြီးပေါ့နော်မှတ်ထားပေးပါလို့ပေါ့နော်ကျွန်တော်အီတလီစာသင်တော့ဆိုရင်ကျွန်တော်အများအားပြောပါရနော်စာမှာကြောင်းရင်ကျွန်တော် is အဲ့ z တွေပါဆိုဆိုတဲ့အတန်ကျွန်တော်ကျင့်ရတယ်ပေါ့နော်အဲ့ဆိုတဲ့အတန်တော့ကျင့်ထားတာအီတလီမှာဆိုဆိုတဲ့အတန်နဲ့ဆိုတဲ့အတန်ကျင့်ရတယ်ပေါ့နော်ဒါပေမဲ့ English ကမွေးစားပြီးနောက်ပိုင်းမှာ phonetic နဲ့ဘယ်လိုမျိုးပြထားလဲဆိုလို့ရှိရင်ဒီလိုခက်ဆင်ဆင်ပြထားနော်အဲ့လိုမျိုးပြအဲ့ဒါဘာအဓိပ္ပာယ်လဲဆိုတော့ဘာထွက်လာလဲဆိုမြင်ပါပါနော် D နဲ့ S နဲ့ထွက်လာတယ်ဘူလာဟာကိုသွေးဖယ်နေတယ်အမှန်ထွက်ချင်ဘာကိုကြည့်ရတာလဲ phonetic ကိုကြည့်ရတယ်เนาะဒီမင်းဆောင်တစ်ခုကြားရဟာပေါ့ English to English Dictionary မှာများတော့အပြင်ပါတယ်ကျွန်တော်တို့ငငယ်တော့ဆိုလို့ရှိရင် Oxford ကင်ဘူးရ Longman ကင်ဘူးရပေါ့เนาะအဲ့ဒီမှာဆိုလို့ရှိရင်လည်းအဲ့ဒါလေးတွေပါတယ်ပေါ့เนาะ phonetic ကြည့်တိုင်เนาะအဲ့တော့အမှန်ထွက်စင်လဲဆိုရင်တော့မူလားစလုံးကြည့်လို့မရဘူးဒီသူရဲ့ phonetic ကိုအတန်ထွက်ပြထားချက်ကိုကြည့်ရတယ်ပေါ့နော်ဒါပါဟို PNZZA ဒီ English sorry Italian မို့လို့ Italian လို့ထွက်မယ်ဆိုရင်တော့ okay ဟုတ်တယ်ဒါပေမဲ့ English လို့ထွက်မယ်ဆိုရင်တော့နည်းနည်းပြောင်းသွားတယ်ပေါ့လေနော်အဲ့တော့ဒီမှာလည်းအဲ့လိုပဲမြင်တဲ့အတိုင်းထွက်လို့မရဘူးရှေ့ကနောက်ကမလို့လို့ထွက်လို့မရပါဘူးเนาะလို့ထွက်ရပါတယ်เนาะအခုနလည်းကျွန်တော်ပြောထားเนาะရှေ့ရီရှနောက်ချင်းရှဆိုလို့ရှိရင်နောက်က好是ရှလိုမျိုးဖော့ပလာဆင်းချပလာเนาะဆိုပြီးဆင်းသွားတယ်เนาะနောက်အကူပြောချင်တာပါเนาะအဲ့မှာဆိုရင်တော့ဒါကတော့ဖတ်ပြီးသားဆိုမှတ်ပုံမှတ်နေကသူကအရင်ရှိပြီးသားတစ်လုံးကိုအရင်ယူထားတာဒီလိုပုံစံကိုယူတာ可以မှာပါတယ် sorry 可以ဆိုရရတယ်ဆိုတဲ့ဟာမှာပါတယ်เนาะ可以မှာပါတယ်အဲ့တော့可以မှာပါထားတာဖြစ်တဲ့အတွက်可以ကရတယ်အဲ့တော့ဒါပေမဲ့မူလအဓိပ္ပာယ်ကကနေလာပဲတခြင်းဆိုတာအဲ့ဒီဟာဘာလို့တခြင်းဆိုတာလဲပေါ့နော်အဲ့တော့သူ့ရဲ့နောက်တစ်လုံးကိုထပ်ကြည့်မယ်ဆိုရင်နောက်တစ်လုံးဆိုတာကဒီဘောနော်ရှိတုန်းကစာပုံစံမျိုးကြည့်မယ်ဆိုရင်ဒီလိုမျိုးပါလာလိမ့်မယ်တွန့်လေးပါလာလိမ့်မယ်เนาะအရင်တော့အချောင်းအရင်မရှိအရှိကမပုံစံနဲ့အနေအောင်ကပါဇက်ကိုပြောတာဖြစ်ပြီးနောက်က body structure ကနေเนาะဒီကျွန်တော် curl ကိုပဲရှင်းတာเนาะနောက်တစ်ခွက်ရောက်သွားတော့ no ကိုရှင်းတာပေါ့เนาะ curl မှာရှင်းကြလို့အဲ့ဒီတော့ပါကိုပြောချင်တာပါဇက်ကဆိုပြီးခဏကွာကားเนาะကျွန်တော်ပေါ့เนาะဒီအရင်တုန်းကမြင်ခဲ့ပြီးကြားခဲ့ပါပြီဒီအဲ့ဒီပေါ့เนาะတချင်းလေးထွက်ခဲ့တာပေါ့เนาะဂျိုသားပုံစံနဲ့အစိမ်းရောင်လေးကကာတာလေဒါမဲ့တကူစလစ်တာဒါမဲ့တကူစလစ်တာအဲ့လိုမျိုးနော်အဲ့ဒီအကောင်လေးကာတာကိုမြင်မှုပဲတယ်နော်သူ body structure နဲ့တင်ဆက်တယ်ဆိုရင်ကာတာနော်ဆိုရင်ကာတာပုံစံနဲ့ဒါမဲ့可以မှာကအပေါ်တစ်ချမ်းကိုတုံးထားပြီးသားဖြစ်သွားပြီပေါ့နော်အဲ့တော့နောက်အနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့နောက်တစ်လုံးအနေနဲ့သူကနောက်တစ်ခုထပ်ထည့်လိုက်တယ်ပေါ့နော်ဒီမှာဆိုပြီးဖြစ်သွားတယ်ပေါ့နော်အဲ့ဘာလို့စကားရှိထားပြီးသားလေနော်စာပြန်လောက်ရတာဆိုတော့အဆင်ပြေအောင်ပြန်လောက်ရတာပေါ့နော်မထပ်အောင်မတူအောင်တက်နိုင်ဆုံးပြန်လောက်ရတာပေါ့နော်အဲ့တော့ကကြတော့အကူပြောတာနောက်တစ်ခုဆက်သွားမယ်နော်နောက်တစ်ခုကနကကြတော့ particle မိကုနေအနောက်ဆုံးမှာသုံးတယ်ပေါ့နော်မိကုနေအနောက်ဆုံးမှာသုံးတယ်အဲ့တော့လို့ပုံစံမျိုးပေါ့နော်မြန်မာမှာဆိုနော်အဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်ကြောင့်
ဒီမှာဒီဟာကြီးပါနော်အားလုံးဖြစ်တဲ့အတွက်ကြောင့် possess ဆိုတဲ့ကိုစဖန်ပါတယ်နောက်ကကျတော့အတန်ထွက်ကหนีဆိုတာရှိတယ်နော်หนีဆိုတာရှိတယ်တစ်လုံးလုံးကဒီတစ်ဝိုက်လုံးကหนีဆိုတာရှိတယ်အဲ့ဒီဟာကိုအတန်ထွက်နေနေယူလိုက်တာအဲ့ဒီမူလပုံစံဘယ်ကနေအဲ့ဒီsorry ဒီအတိုင်းပဲရှာမယ်ဆိုရင် Buddhism နန်းနဲ့တွေ့လိမ့်မယ်ဗုဒ္ဓဘာသာသီလရှင်ပုံစံမျိုးနဲ့အတိတ်ပဲတွေ့လိမ့်မယ်ဒါပေမဲ့ဆက်ပုံဖြစ်လာတာတော့အဲ့လိုမဟုတ်အောက်ကလူတရားအပေါ်ကလူတရားအဲ့ဒါဘာလဲဆိုတော့အောက်ကလူကအပေါ်ကလူကြောပူးထားတာအဲ့ဒီပုံစံနောက်မှတဖြည်းဖြည်းပြောင်းနေလို့ဖြစ်ကုန်တာနော်အဲ့တော့ဒါပေမဲ့ဒီမှာကျတော့အရှိကအနီကကျတော့အနီထိုးပြတဲ့ဟာကကျတော့အတိတ်ပဲနေနေယူပြီးအပြားကျတော့တန်ထွက်နေနေယူထားတာနော်ဆိုတဲ့အတိတ်ပဲပါနော်ဟုတ်မေယောကကြတော့မရှိဘူးเนาะမေယောရဲ့အဓိပ္ပာယ်ကမရှိဘူးfat ပေါ့နော်မရှိခုနယုံရှိပြီးသားဆိုတော့မေယောကမရှိဘူးအခုကအခန်းလေးပဲရှိသေးတာတကြောင်ပေါ့နော်အစပုံစံမျိုးဖြစ်နေတော့ဘာလို့ပုကလည်းညင်းမယ်ဆိုတာသိပြီးသားဟိုတိအငင်းကိုကြားဘူးတာပေါ့နော်အငင်းဆိုတဲ့စကားလုံးမှာကြားဘူးတာပြီးသားဆိုတော့ဒီမေကိုဘယ်လိုညင်းမလဲဆိုရင်အတိတ်ကိုညင်းတယ်လို့မှတ်ထားပေးပါဒါပေမဲ့မေတွေ့တိုင်းအတိတ်ကိုဆက်ညင်းနေတာတော့မဟုတ်ဘူးသူ grammar တွေရှိသေးတယ်เนาะဘယ် grammar အရာဘာကနေဘယ်ဟာကိုညင်းနေလဲဆိုတာရှိတယ်ဒါပေမဲ့လောဆယ်မှာကတော့ဒီဟာကိုအတိတ်ကိုညင်းတယ်လို့ပဲမှတ်ထားပေးသူ့မှာကဖွဲ့စည်းပုံက3မျိုးပါတယ်စံတင်ရွှေပြီးရင်ကြီးလိုမျိုးပုံစံအောက်ကရုပ်ဆိုတဲ့ဟာเนาะရုပ်ဆိုတဲ့ဟာအဲ့တော့အဲ့ရုပ်ဆိုရင်လည်းတစ်ချက်သတိထားเนาะဒီကျွန်တော်အစိမ်းအောင်များထိုးတာနေရာနာပဲเนาะဒီလိုမျိုးဟောင်းဖြဲဘာမှမသိတဲ့အကွေကြီးမဟုတ်ဘူးเนาะဟောင်းဖြဲပြီးရင်နာအဲ့လိုမျိုးလေးเนาะအဲ့တော့ဘယ်လိုမျိုးလဲဆိုရင်ဒီမှာကပေါ့နော်ခုနပြောသလိုsorry ရေရှိမယ်ပေါ့ရေရှိမယ်ရေညာသောအဖြစ်ရေက line ချက်ကိုထားတတ်တယ် line လုံးတွေပေါ့နော် line ချက်ကိုထားတယ်ဟို line ကြီးလေးကြီးတယ်ပြောမှာနော် line ချက်ကိုထားတယ်အဲ့ဒီပုံမှာဒီလှေရှိတယ်ထားပါနော်အဲ့ဒီမှာကသူကအသားပြုတ်ကြပါနော်အသားတုံးပြုတ်ကြပါတယ်ဆိုရင်ဘာနဲ့လဲဆိုလို့ရှိရင်လက်အဲ့လှေပေါ်မှာထိုင်နေလို့လက်နဲ့လှမ်းဆွဲတာဒါပေမဲ့ပြုတ်ကျသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့မရတော့ဘူးเนาะအခုညှက်သွားတယ်မျောသွားပြီအဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်သူ့မှာအသားမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးเนาะမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ယူမယ်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီဟာကိုမဲရုံကိုမရှိဘူးလို့မှတ်ပေးပါပေါ့နော်ဘာလို့နောက်ဒီလိုမျိုးလေးမှတ်ကြည့်မယ်ဆိုလို့ရှိရင်ဒီတိုင်းကြည့်လာလို့ရှိရင်ဟန်စမှတ်တာလေးကလည်းလွယ်ပါလိမ့်မယ်နှမို့ဆိုလို့ရှိရင်ဒီတိုင်းအလွတ်ဆော်နေလို့ရှိရင်ဘာကိုပြောနေမှလည်းမသိဘူးပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ခုထပ်နှွေးပေးချင်တာကလက်ဆိုတဲ့ဟာကကျွန်တော်ကရှော့ဆိုတဲ့ဟာကိုတွေ့ဖို့လိမ့်မယ်ရှော့ဒါပေမဲ့ရှေးစာတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ရှော့ကိုသူကဒီတီရှိုဖန်ကဒီလိုမျိုးရှိတာဟုတ်တယ်ဒါပေမဲ့ပုံအရာကဆက်ကြည့်မယ်ဆိုရင်ခုနကျွန်တော်ပြောရဲဒီဟာလဲလက်ပုံစံရှိတယ်ဒီဟာလဲလက်လိုတာဆိုတာမျိုးရှိတတ်တယ်ပေါ့နော်အဲ့တော့အမျိုးမျိုးရှိနောက်တော့ရှိသေးတယ်เนาะအဲ့တော့ဒီမှာဆိုလဲလက်ပါတယ်မျိုးဆိုလဲလက်ပါတတ်တယ်ပေါ့နော်အဲ့တော့လက်နဲ့ဆိုင်တာနည်းနည်းတော့များတယ်ပေါ့နော်โอเคเนาะဒါကတော့သိရလို့နောက်ခုဆက်သွားမယ်เนาะနောက်ကကြားကကြတော့ဒီမှာ noun ဆိုပေမဲ့ family ဆိုတဲ့ပုံစံမျိုးပြထားတယ် family ကတော့မိသားစုပေါ့နော်အိမ်တော့မပြန်ထားဘူးသူကမိသားစုအနေနဲ့ဆိုတော့ကြည့်မယ်ဆိုရင်ထုံးစံအတိုင်းအပေါ်ကကြတော့မြန်ဆိုတဲ့အိမ်ခေါင်မို့ပြောတယ်မြန်လို့ထွက်တယ်နောက်ကကြတော့ကြားဆိုတဲ့တောဝက်ကိုထွက်တယ်ပေါ့နော်တောဝက်ဆိုတဲ့ပုံစံမျိုးရှိပါမယ်အဲ့ဒါကြားပေါ့နော်အဲ့တော့အပြာရဲ့ကြားကိုယူတယ်အနီရဲ့အတိတ်ပဲယူပါတယ်ပေါ့နော်အမိုးဆိုတာမျိုးယူပါတယ်ဘာလို့အိမ်တိမ်မှာအမိုးရှိတယ်ဆိုရင် okay လေနော်အမိုးသာကြီးမိုးလိုက်ဆိုလို့ရှိရင်မိုးအကာမရှိသည့်တိုင်အောင်တော့နဲ့လုံအောင်နေလို့ရလီတိုက်တာပေါ့လေနော်တဘောပြပြအမှားဆိုအိမ်ဆောက်တဲ့သူတွေဆိုလို့ရှိရင်ထားပါတော့တိုင်ထောင်ပြီးသွားပြီမိုးပြရဲဆိုအောက်မှာအလုပ်ဆက်လုပ်မယ်ဆိုလို့ရှိရင်တော့ okay နေတယ်လေနော်အမိုးမရှိရင်ရောင်းပူမှာနော်လို့ခံမှာဖြစ်တယ်လို့စာအနေနဲ့လည်းအစဉ်ပြောင်းအမိုးကိုယူလိုက်တယ်ပေါ့နော်တကယ်တော့အမိုးဖြစ်ဖို့ဆိုတာလည်းတိုင်လေးလိုပါတယ်ဟုတ်ပါတယ်နော်ကဲနောက်တစ်ခုကကြကြီးကကြတော့သူ့ရဲ့စချင်းမှာသူက
စပွဲခုံအပုလေးကိုယူတာနော်ဒီအောင်ကြံကင်းမှာထိုင်မယ်ဆိုလို့ရှိရင်အများသောများဂျပန်တို့ကိုရီးယားတို့မှာတွေ့ရလဲအောက်မှာကြံကင်းမှာထိုင်ပြီးသုံးတဲ့စပွဲခုံအပုလေးကိုယူတာနော်ဒါပေမဲ့ဂျီကကြတော့သူကhow much ပုံစံမျိုးပဲယူတာဒါပေမဲ့အများသောများ30အောက်မှာသုံးတာနော်30အောက်မှာသုံးတာအဲ့ဂျီနောက်တစ်ခုကဆက်သွားမယ်နော်ခေါ်ကကြတော့ပါစပေါတာတီးပြီးသားပေါ့နော်တီးပြီးသားဖြစ်မယ်ပေါ့နော်ခေါ်ကဒါမဲ့သူ့ကိုတော့ပါစနဲ့တော့မပြထားပဲအနောက်က for family members knife etc ဆိုတဲ့အတွက်မိသားစုဝင်တွေဓာတ်တွေမှာသုံးတဲ့ measure word ဆိုတာ measure word ကိုပြပါတော့မျိုးပြနံပေါ့နော်အဲ့တော့မျိုးပြနံနေမှာအနေနဲ့သုံးတယ်ဆိုလို့ရှိရင်နေကြားရုပ်ကြီးခေါ်ရံတို့ဘာလို့မှာသုံးလို့မယ်မင်းအိမ်မှာလူဘယ်နှယောက်ရှိလဲဘာညာစသဖြင့်သုံးလိုက်မယ်အဲ့ဒါမျိုးဆိုလို့ရှိရင်ဒီလိုမျိုးသုံးပါလိမ့်မယ်ခုံနဲ့သုံးပါလိမ့်မယ်ဒီမှာပတ်သက်တော့မဟုတ်ဘူးပေါ့နော်အဲ့တော့ဒီဘောနော်ဒီစာတွေကိုလေ့လာခြင်းနဲ့ဘာညာဆိုလို့ရှိရင်တခါတလေမှာဒီရဲ့ပြဋ္ဌာန်းတဲ့ဟာလေးတွေကိုကြည့်ရအောင်နံပါတ်6မှာဆိုရင်ဒီလိုမျိုးရှိတယ်ပြီးရင်အတန်ထွက်ကိုခေါ်လို့ပြတယ်သူရဲ့ဝါစင်ကမှာ measure word နဲ့ပြတယ်ပြီးရင်ဘာကြိတ်ပဲလဲ for family member knives etc အဲ့လိုမျိုးပေါ့နော်အဲ့လိုစသဖြင့်မှာထားပြီးတော့မှစာသွားတာကတော့ step by step ဖြစ်တဲ့အတွက်အကြောင်းပို့ပြီးတော့အခြေခိုင်းတဲ့အတိုင်းပဲတခုတော့ရှိတဲ့အချိန်ကြာပါတယ်မြန်မာစကားလိုပေါ့နော်လက်ဖက်ကောင်စားခြင်းဘလောင်တောင်တက်နေရတယ်ပေါ့နော်ဟိုကောင်းကောင်းနောက်ပိုင်းအခြေခိုင်းလေးတက်သွားခြင်းနဲ့ဆိုလို့ရှိရင်တော့အချိန်ပေးရပါတယ်နော်အဲ့တော့နံပါတ်30ကိုသွားမယ်ကြည့်မယ်ဆိုလို့ရှိရင်ပါနော်ပါရဲ့အဓိပ္ပာယ်ကအဖေအဲ့တော့မူလအဓိပ္ပာယ်ကိုယူမယ်ဆိုလို့ရှိရင်သူကကြားဘူးမှာပါတချို့အရင်တော့ဆိုတော့ကျွန်တော်တို့ဒါဟိုမမီဘူးအဲ့ဒီခစ်ကိုမမီဘူးဆိုပေမဲ့ကြားဘူးတယ်လीနော်အဲ့ဒါဘာလဲဆိုတော့你父母身体好吗ပေါ့နော်父母သုံးတာတော့အခုမရှိတော့ဘူးလို့မပြောလို့ပေါ့နော်ဒါပေမဲ့ပါဖို့တည်ရများပေါ့နော်အဲ့မှာပါဆိုလို့ရှိရင်ဒီပုံစံအဲ့ဒါဖူဆိုတဲ့အတန်ထွက်ရှိရနော်ဖူဆိုတဲ့အတန်ထွက်ဒါပေမဲ့ဒါကိုအတန်ထွက်နဲ့ယူတာမဟုတ်ဘူးအဓိပ္ပာယ်နဲ့ယူတာအောက်ကပါဆိုတဲ့ဟာကိုမှအဓိပ္ပာယ်အတန်ထွက်နဲ့ယူတာအဲ့နှစ်ခုပေါင်းလိုက်တော့မှပါဆိုပြီးဖြစ်တာပေါ့နော်အတန်ထွက်တွေယူရဲကျွန်တော်များသောအားဖြင့်အတန်ထွက်အပြာနဲ့ပြတာပေါ့နော်အတန်ထွက်တွေယူရဲစကလုံးကြည့်တော့များသောအားဖြင့်ကရှင်းတရားတူလို့မရှိဒီတရတွေ့နေတော့မှရှင်းတရားတူလို့မရှိနော်ဒါကသူ့ရဲ့ဥစ္စာပဲနော်တရုပ်စာမှာယူတဲ့သဘောတရားပဲနော်အဲ့နှစ်ခုပေါင်းမယ်ဆိုလို့ရှိရင်大把လို့ထွက်တာနော်大把အဲ့မှာဆိုလဲဒီရှင်း拼音ဖော်ပြချက်ကိုကြည့်ပါအရှိရပါနောက်ကပါဆိုရင်ထွက်ရတယ်ပေါ့နော်အဲ့တော့ဒီနောက်တစ်ခုပြောဖို့ကြံတယ်ဒီပါဆိုရဲအပြာရောင်ကဘာလဲဆိုလို့ရှင်လက်အုပ်ချီတဲ့ပုံစံနော်သူကwish လောက်တာဆိုဒီကလက်တစ်ဖက်တရားလက်တစ်ဖက်အဲ့နှစ်ခုလက်ကိုပူးပြီးတော့ဆန္ဒပြတာ wish လောက်တာဆူတောင်းတယ်ဆူတောင်းလဲဆိုတော့လက်အုပ်တွေချီပြီးဆူတောင်းကြတယ်နော်အဲ့ wish လောက်တာကြီးလာတာအဲ့ကနေဒီလိုပုံစံပြောင်းသွားတယ်ပေါ့ကွယ်ဆိုတော့ဒီလိုမျိုးနော်ဒီမှာလူဒီမှာဆူတောင်းနေတယ်ဒီမှာလက်အုပ်တွေချီပြီးဆူတောင်းတယ်ဒီမှာလူကလိုမျိုးဒူးထောက်တယ်ပေါ့နော်ဒူးထောက်ပြီးထိုင်နေဆိုရင်ဒီနားတဝိုက်ကိုကြည်သွားတာလက်ကဒီမှာလက်တစ်ဖက်ဒီမှာလက်တစ်ဖက်နဲ့ဒီလူကဒီလိုထိုင်အဲ့လိုမျိုးပေါ့နော်အဲ့လိုကြည့်အောင်နော်ပါအဲ့တော့ပါကအဖေပေါ့နော်ဒါပေမဲ့တချို့ကတော့ဖူမူကကြတော့အဲ့လိုဖူကကြအနောက်ကတော့အတိတ်ပဲပေါ့အရှိကဖူကအဖေဆိုပဲဘလူမျိုးဆိုတဲ့အတိတ်ပဲလေပေါ့နော်တကယ်တော့အဲ့ဒါအဖေပဲဆိုမဲ့ဟိုအလွယ်မှန်ဓားကင်တယ်လို့မှတ်လိုက်နော်ဓားကလက်ကင်ရှိတယ်တယူးပေါ့ကွယ်တယူးရှိတယ်ဓားသွားတွေရှိတယ်အဲ့တော့ဓားနှစ်လက်ကင်တာဒါပေမဲ့ဓားနှစ်လက်ကင်တာအဖေပဲကင်တာဟောအဖိုးလဲကင်တာအဖိုးလဲကင်တယ်ဆိုအဖိုးမှလည်းအဲ့ဒါပါအောက်ကအတန်ထွက်မှလည်းပြောင်းတာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှတ်ရတာလွယ်အောင်တစ်ခုပြောပြမယ်ဒါတော့ဟိုမဆိုင်ပါအောင်เนาะအပြင်ကအကြောင်းတွေကိုကျွန်တော်ရှင်းပြတာကျွန်တော်အရင်တော့ဟိုလိုမျိုးပေါ့နော်ဒီဘယ်လိုပြောလဲနာနာဘဝအကြောင်းတွေဖတ်တယ်နေကြိုက်တယ်ကြိုက်တော့ထားလိုက်ပါနော်ကြော်လိုက်မယ်နော်ကျွန်တော်ဖတ်ရတဲ့ကြိုက်တဲ့အကြောင်းကြော်လိုက်မယ်သူကအဲ့ကောင်လေးကသူ့ဥစားကိုပြန်ရောရွာကိုပြန်တော့မိုးချုပ်မှပြန်ရောက်တာမိုးချုပ်မှရောက်တော့ဟောထုံးစံတိုင်းပေါ့နော်ထုံးစံတိုင်းတော့မဟုတ်ပါဘူးတခါလေဖြစ်တာရှိတယ်ပေါ့နော်မိုးချုပ်တယ်ပဲမိုးတွေကလည်းရွာလာလျက်စီးတွေကလည်းလက်နေရပေါ့နော်အဲ့လို6ချစရာမှာအနောက်မှာလူ3ယောက်ကသူဓမြတိုက်မဲ့ပုံစံမျိုးပေါ့နော်ဒါမှမဟုတ်လည်းအန်ဒီရဲ့ပေးမဲ့ပုံစံမျိုးနဲ့လိုက်လာတာ
လိုက်လာသူကလည်းအခြေကုန်ချစ်ဟိုပေါ့နော်အတကုံပြေးရတာအဲ့ချိန်မှာတဲ့ခုနပြောတော့မိုးရွာလျက်စီလက်နော်ရွာနာလဲရောက်ကောလျက်စီတစ်ချက်လက်တာမှာအနေဆိုရင်ဒီမှာလျက်စီလက်တယ်ဆိုမှလင်းသွားတာပေါ့လေနော်လင်းသွားတဲ့အချိန်မှာရွာထိပ်မှာသူ့အဖေကိုတွေ့တယ်ဓာကြီးထန်လာတာတွေ့တယ်အဲ့မှာသူအယောင်ဝမ်းသာသွားတယ်ပေါ့နော်အဖေဆိုပြီးသူအော်ပြီးတော့တယ်ပြေးသွားတယ်တဲ့ပြေးသွားရဆိုရွာထဲတန်းဝင်သွားပေါ့နော်ပြေးဝင်သွားဟိုသူ့ဖေတွေ့ပါပြီဆိုတဲ့အတွက်သူလှည့်မကြည့်တော့ဟိုလည်းသူ့ဖေကလည်းဓားပါတာပေါ့နော်အဲ့တော့ဟိုလှည့်မကြည့်တော့ဒါပေမဲ့ပြေးရင်းနဲ့ရွာထဲလဲရောက်တော့သူအိမ်ထဲလဲဝင်တော့သူနဲ့ကြောင်သွားဘာဖြစ်တာလဲပေါ့နော်အိမ်ထဲဝင်ကြည့်လိုက်တော့မှသူ့ဖေကဆုံးသွားတယ်အဲ့တော့ပြောချင်တာကခုနတွေ့တာသူ့ဖေကလူမဟုတ်တော့ပေါ့နော်ဆိုတော့ဒါပေမဲ့သူ့နောက်တာကိုနောက်ဆုံးချိန်ထိကာကွယ်သွားတယ်နော်ဓာကြီးထမ်းပြီးတော့ကာကွယ်သွားတယ်ဆိုတော့ပေါ့နော်ဘယ်လိုပြောမလဲရင်ထဲထိသွားစေတဲ့အကြောင်းပေါ့ကွယ်အဲ့လိုမျိုးနဲ့ကျွန်တော်ဖြစ်စံတော့အဲ့အကြောင်းကိုဖတ်ဖို့တယ်အဲ့ဒါအရင်ဖတ်ဖို့လားဖတ်ဖို့ပြီးတော့မှဒီအဲ့ဒါနလက်ထန်တယ်ဆိုတော့မှန်လားပြဂျပန်မှာတင်တော့မှာဥစ္စာတည်ရပါတော့ဟာနဲ့ချီမှာချီတင်တော့အဲ့လိုမျိုးဒါနလက်ထန်တော့လွယ်မှတ်လိုက်တဲ့ဆန်းဆက်ရလို့ပြောတယ်ဒါပေမဲ့ခုနဟာလည်းသွားပြီးတော့ဖတ်ခနဲ့ပေါ်လာတာကောင်းတယ်မှာဆိုတော့ပို့ပြီးတော့မှတ်မိသွားတယ်ပေါ့နော်โอเคနော်အဲ့တော့ပါနော်ဒါပေမဲ့အဲ့ဒါနလက်ထန်ဖေးမမုံတော့အဖိုးလဲပါတယ်နော်ဒီစာအဲ့တော့တခုနော်မာကအမေကိုပြောတာပေါ့နော်အမေကိုပြောတာအဲ့တော့ဒီလေဆွေမျိုးသားချင်းအခေါ်အဝေါ်ဖြစ်တယ်ထားလိုက်ပါတော့ဖေမေဖိုးဖွားဒေါ်ဦးလေးညီမအဲ့လိုမှာများတော့အဲ့လိုဆွေမျိုးသားချင်းအခေါ်အဝေါ်မှာဆိုရင်အမျိုးသမီးအမျိုးသားတွေရှိရပေါ့မှာပမဆိုရင်ပတီအမျိုးသားမတီအမျိုးသမီးအဲ့လိုမျိုးဆွေမျိုးသားချင်းအခေါ်အဝေါ်ရဲ့အမျိုးသမီးတွေမှာຫນွီစဖန်ပါလေးရှိတယ်ຫນွီစဖန်ပါလေးရှိတယ်ຫນွီစဖန်ဆိုတာဒါပြောနော်ຫນွီစဖန်ပါလေးရှိပါတယ်ဟုတ်ပြီအဲ့တော့ဆွေမျိုးသားချင်းခေါ်ဝေါ်ရဲ့အမျိုးသမီးတွေမှာຫນွီစဖန်ပါတယ်ဆိုတော့အကုန်လုံးကအဲ့ဆိုရင်အမျိုးသမီးတွေပဲဖြစ်ကုန်ပါလေအမေလည်းဒါပဲညီမလည်းဒါပဲအမလည်းဒါပဲဆိုတော့အဲ့လိုမျိုးဆိုတော့အတန်ခွဲရတော့အတန်ခွဲမယ်ဆိုလို့ရှိရင်သူတို့မှာရှိထားပြီးသားစကားလုံးဖြစ်တဲ့ရှိတော့တော်တော်များများတောင်းတယ်မြင်းဆိုရဲမာကိုကတ်လိုက်တယ်နော်မြန်မာဆိုရဲဟာပြန်လို့အမျိုးသမီးကမာဆိုရဲအတန်နဲ့ဒီစက်တာဘာတူရှိလဲဆိုတော့မာရှိတယ်အဲ့အတွက်ကြောင့်ဒီစကားလုံးကိုမာလို့ယူတာပါအရှိကတော့တည်မယ်နော်အနီရောင်ကကျတော့ဒီအမျိုးသမီးတူဒူးတောက်ထိုင်နေတဲ့ပေါ့အနောက်ကမြင်းပတက်ရက်တာလေဆံမွေးတွေလွင့်နေတာကွယ်အဲ့ဒီပုံစံမျိုးယူတာဒါပေမဲ့လက်ရည်တူပြောင်းတဲ့အချိန်မှာပျောက်သွားတယ်နောက်တစ်ခုကျွန်တော်အရေးသားနဲ့ပတ်သက်ပြီးတစ်ခုပြောချင်တယ်နှွေကိုပုံမှန်ရေးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုရေးတယ်ဟုတ်အခုဘေးနားမှာနောက်တစ်ချောင်းပါသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီနာတူတူပဲပါပဲဒီနာကိုကြည့်နော်အဆုံးမထွက်တော့နော်အဲ့ဒါလေးကြည့်နော်အဆုံးမထွက်တော့နောက်တစ်ခုကလေများသောအားဖြင့်တချို့ဟောင်နေရေးလို့ရှင်စောင်းနေသလားဒီဟောင်ကြည့်စောင်းနေတော့နည်းနည်းစောင်းနော်အဲ့လိုပြောပြီးတော့ကျွန်တော်ရေးတဲ့အချိန်မှာကျွန်တော်စလုံးလို့စောင်းနေမတဲ့နေလဲဆိုရင်ကျွန်တော်အဲ့လိုပေါ့နော်စကျင်တော့ကျွန်တော်အဲ့ဒါတတိမထားမိခဲ့ဆိုတော့အကျင့်ပါသွားပြီသေသွားမကောင်းတော့မကောင်းဘူးပေါ့နော်အဲ့တော့အခုမှစလေ့လာမယ်သူဆိုရင်အဲ့ဒါလေးတွေကိုကြည်ပါနော်အဲ့ဒါလေးတွေကိုကြည်ပြီးတော့အသေးတချို့ကcalligraphy လို့လိုမျိုးဒါမှမဟုတ်အသေးစိတ်ကြည်ရတာမျိုးကြိုက်တယ်လေနော်အဲ့လိုမျိုးဆိုလို့ရှိရင်သတိထားပါဟန်နိုင်ကတဲ့မနေဘူးဟန်ကတကယ်ဟန်စယူလို့ရှိရင်လဲ horizontal မြင်180 degree B ဆိုပြီးတဲ့နေရမှာနည်းနည်းစောင်းတယ်အမေဟန်နိုင်ကတဲ့မနေဆိုတဲ့တဲ့ဟာလဲတဲ့တယ်နော်စောင်းတဲ့ဟာလဲစောင်းတယ်โอเคနော်စောင်းတဲ့ဟာလည်းရှိတယ်လို့ပြောတာဟန်ဆိုပေမဲ့စောင်းတဲ့ဟာလည်းရှိတယ်နော်โอเคဆက်သွားမယ်နော်ဟန်ကစောင်းလားမစောင်းလားဆိုအောက်ကမိမ့်မှာလည်းကြည့်အနောက်အချောင်းတွေပါလည်းနည်းနည်းကြည့်180 degree ဟိုဘက်ဒီဘက်ရှိမနေနည်းနည်းစောင်းနေတာတေချာကြည့်နော်180 even မြင်ရတယ်နည်းနည်းတိုင်းချင်း1 degree ဒါမှ2 degree လောက်စောင်းနေအဲ့လိုမျိုးလေးရှိရနော်အဲ့တော့ကြည့်မယ်နော်အဲ့တော့မိမ့်ကညမတော့နော်ညမကခုနထုံးစံတော့ဆွေမျိုးသားချင်းတွေမှာအမျိုးသမီးတွေပါတယ်ဆိုလို့ရှိရင်အရှိမနွေစဖောင်ပါတယ်လို့ပြောတယ်
ဟုတ်ပြီနော်ညစဖန်ပါတယ်လို့ပြောတဲ့အတွက်ဒါမဆုံးတည်ပြီးသားအဲ့တော့နောက်က way ဆိုတဲ့ဟာကိုရှုတာနော်ဒီဟာကြတော့ဟိုအတန်ထွက်နည်းနည်းတော့ကွာသွားပြီဒီဟာ way လို့ရှုတာဖြဲနာ way ဆိုတဲ့အတန်ကိုရှုတာ way ကတားရိုက်ကြည့်မယ်ဆိုရင် not yet လို့တွေ့လိမ့်မယ် not yet ဒါပေမဲ့တကယ် original က tree ရဲ့ပင်စီ trunk ပင်စီကိုရှုတာနော်တပင်ရဲ့ပင်စီကိုရှုချင်တာဟုတ်ပြီနော်အဲ့တော့ weight အတန်အဲ့တော့ကျွန်တော်အတန်ထွက်ကိုပဲပြောရမှာဆိုတဲ့အတွက်အတန်ထွက်က weight ဆိုတော့ weight 是什么 weight မဲဆိုတော့ EI ဆရာတူနေเนาะအဲ့တော့အတန်ထွက်ကိုအဲ့လိုမျိုးရှူတယ်ဒီမှာကျတော့ခုနကစကလုံးတွေနဲ့ရှင်မယ်ဆိုလို့ရှင်တော့ဒီခုနကစကလုံးတွေက85လောက်နီးတယ်ဆိုလို့ရှင်တော့ဒီစကလုံးကတော့90လောက်ပဲကျန်တာဒါဆိုပြီးပြောင်းသွားတယ်ပေါ့နော်မိတ်နဲ့ဝိတ်နဲ့ပြောင်းသွားတယ်ပေါ့နော်โอเคနောက်တစ်ခုဆက်သုံးသွားမယ်နော်ဆက်သုံးကကြတော့ဟဆိုတဲ့စကလုံးနော်ဆက်သုံးကကြတော့ဟဆိုတဲ့စကလုံးဟကိုကြည့်မယ်ဆိုလို့ရှင်သူဒီ combination components ကိုကြည့်မယ်ဆိုလို့ရှင်စကဒီဟကဆိုရင်ခုစဖာအရင်လာနော်ခုစဖာအရင်လာတယ်ခိုးဆိုတာအရင်လာတယ်ပြီးတော့မှဟဆိုတာကိုလာဟဆိုတာကဘယ်လိုလဲဆိုလို့ရှိရင်အဓိပ္ပာယ်ကဒီ grain stock ဆိုတဲ့အဓိပ္ပာယ်เนาะ grain stock ဆိုတာဒီနှံစားအပင်ပေါ့เนาะအဲ့လိုနှံစားအပင်ကောက်ပင်အဲ့လိုမျိုးအပင်ကနေလာတာအတန်ထွက်ကဟရှိတယ်ဟဆိုပြီးတော့ရှိတယ်ဟဟဟူဟောဟောဆိုပြီးအတန်လေးတွေရှိပါတယ်ဒါပေမဲ့ပေါင်းလို့ရှိရင်တော့ဒီအတိုင်းပေါင်းပါတယ်ဖြေပြီးမနှောက်เนาะတည်ရန်လာပါတယ်တတိထားเนาะပြီးတော့မှခိုးသက်ဖန်အောက်နာလေးမှာရှိပါမယ်เนาะသူကအဲ့အနေအထားလေးတွေပါကြည့်ကြည့်เนาะဟိုအနောက်ကအနီရောင်ကတခါအပေါ်တက်နေရမျိုးအဲ့လိုမျိုးမရေးနဲ့เนาะဟိုစရေးမယ်ဆိုအနေထားပါညာစမကလာအဲ့တော့ဒီကျွန်တော်ခုနအပြာရောင်နဲ့ရေးတာတစ်လုံးချင်းစီရေးเนาะဟုတ်တယ်တရန်လိုမျိုးရေးတယ် sorry ဖြေလိုမျိုးရေးတယ်ဟန်ရှုဖြေနာအဲ့လိုမျိုးရေးတာဟုတ်တယ်ဒါမဲ့ဒီလိုမျိုးပေါင်းမယ်ဆိုရင်ဖြေနာတော့မရေးတော့ဘူးပေါ့နော်အဲ့လိုမျိုးမရှိတော့ဟုတ်ပြီနော်အဲ့တော့ဒီဟာမျိုးလေးဒါမဲ့သူ့ရဲ့အဲ့ဒီ her ကိုနောက်တစ်ခုထပ်ကြည့်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့တစ်ခါလေးမှလေသူ့ရဲ့တချို့စကားလုံးမှာ original meaning ဆိုတာရှိတယ်အဲ့ original meaning ဆိုလို့ရှိရင်တော့ဒီဟာ harmony လိုက်တဲ့ပုံစံနော် harmony ဆိုတဲ့အတန်အဓိပ္ပာယ်ရှိတယ်ဘယ်လိုလဲဆိုလို့ရှိရင်ဒီလိုမျိုးလေးပါအမျိုးသမီးတဦးတချင်းဆိုရပေါ့နော် harmony လိုက်တယ်ဆိုတဲ့လိုမျိုးပုံစံမျိုးလေးရှိရနော်အဲ့ရနေလာတာပါဟအဲ့ဒါပြီးသွားပြီဆိုရင်နောက်တမျက်နှာကိုဆက်သွားမယ်ပေါ့နော်ကဲပါနောက်တစ်လုံးပေါ့နော်儿子ကကြတော့တာနော်儿子ရဲ့ဒီပဲတာကဘယ်ကနေမူလားဒီမှာတော့လွယ်ပါတယ်ဆိုတဲ့အတန်နော်လွယ်ပါဒါပေမဲ့သူ့ရဲ့မူလကဒီလိုလေးလာတာအပေါ်ကဘာကိုပြောချင်တာလဲဆိုတော့ငယ်တဲ့လူပုံစံမျိုးပြောချင်တာငယ်တဲ့ဥစ္စာမခိုင်သေးရအောက်ကလူတယောက်ရဲ့ငယ်လေးပေါ့နော်အဲ့ရနေတားဆိုပြီးဖြစ်သွားတာကလေးသားလေးပေါ့နော်တားဆိုပြီးဖြစ်တာဇကကြတော့ဒီစကလုံးကလေးလေးနော်ချီခိုင်းနေတဲ့ပုံစံအဲ့ရနေလာအဲ့တော့儿子ကတားလေးပေါ့နော်儿子ကတားလေးပါနောက်တစ်ခုက孩子ကကလေးနော်孩子ကကလေး孩子ကကလေးဆိုတာကဒီမှာပေါ့နော်ဒါခုနကဒီဇက်ရဲ့ဟာကိုပဲပြန်ယူထားတာနော်ဇက်ရဲ့ဟာကိုယူထားတာဇက်ကိုရေးတော့ကဇက်ကိုရေးတော့ကကြတော့ဒီလိုမျိုးဆိုပေမဲ့အခုနောက်ဆုံးမှာဟန်နဲ့ပိတ်သွားမယ်ပြီးနောက်မှာနောက်တစ်လုံးရှိသေးတာဖြစ်တဲ့သူကအဲ့လိုအဆောင်ဝါပြီးတော့ T ဆိုတဲ့ပုံစံမျိုးနဲ့ဖြစ်သွားလိမ့်မယ်နောက်အတန်ထွက် height ကိုယူရဲဒီပေါ့နော် art terrestrial terrestrial ဟုတ်တယ်အဲ့ဒီဒီ12ခုမြောက်မြေကြီးနဲ့ဆိုင်တဲ့ဟာမှာတုံးတဲ့ height ကိုယူတာနော် height ကိုယူတာအတန်ထွက်က height လို့ရှိတယ်ပေါ့နော်အဲ့ဒီ12 terrestrial branch ဆိုတာကိုယူတယ်တခြား art နဲ့ဆိုင်တဲ့ဟာကိုယူတယ်အဲ့ဒါလေးကိုကျွန်တော်ပုံလေးနဲ့တစ်ချက်ပြမယ်နော်12ခုမြောက်ကဘာလဲဆိုတော့နော်
ဒီပုံလေးကိုမြင်ရမယ်ပြင်နော် earthly branches လို့ခေါ်ရဲခုနကတော့ကျွန်တော်ကဒီ 12th terrestrial branch လို့ခေါ်တယ်တူတူပဲကုန်းမြေကြီးနဲ့ဆိုင်တဲ့ဟာပဲပြောချင်တာနော်ဒီ zodiac sign မှာဆိုလို့ရှိရင်အနောက်ကိုကြည့်လိုက်အနောက်မှာ height ဆိုတဲ့စကားလုံးတွေ့ရှိရတွေ့လားမသိနော်ဒီမှာ height ဆိုတဲ့စကားလုံးရှိရအဲ့ကြည့်ကြည့်လိုက်ဆက်လုံးခုမြောက်ရှိရနော်အဲ့တော့အဲ့ဒီဟာကိုအဲ့ဒီအတန်ကိုယူတာအဲ့တော့ height ဆိုတဲ့ဟာအဲ့ဒီဟာကိုယူတာပါနော်ရမယ်နော်အဲ့တော့ high အဲ့တော့ high ဆိုတော့ပိုနည်းနည်းနီးရပေါ့နော်80ရာခိုင်နှုန်း90ရာခိုင်နှုန်းစသဖြင့်နီးစက်တယ်ပေါ့အဲ့တော့ high ရဲ့အဓိပ္ပာယ်ကကလေးကိုပြောချင်တာပါနော်နောက်တစ်ခုကNew Year နော် New Year ရဲ့အဓိပ္ပာယ်ကသမီးနော်ဒါပါပြီးသား New ဆိုတဲ့စကားလုံးနဲ့ R ဆိုတဲ့ခုနဟာနဲ့ပေါင်းတာ New Year ဆိုတော့သမီးဆိုတဲ့အဓိပ္ပာယ်နောက်တစ်ခုကဆွေကကြတော့ဒါပေမဲ့ဂျပန်စာသင်ဘူးရင်တော့နည်းနည်းသိလိုက်မယ်ခက်စင်စအဲ့ဂျပန်စာမှာပါတဲ့ဆိုင်နဲ့တူတူအမှထားတာပါ23ဆိုနိကျူဆန်ဆိုင်အဲ့မှာသုံးတဲ့ဆိုင်နဲ့ဆန်တာအရှည်ကဒီလို I'm sorry ပါတော့ပါပါတယ်ဒီလိုအဲ့အပြာတွေကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဒီမှာပါတဲ့အပြာတွေကဘာကိုပြောချင်တာလဲဆိုရင်ခြေလမ်းနေပြောနော်အပြားအပေါ်နဲ့အောက်နဲ့ဖြစ်နေရှေ့ခြေနောက်ခြေပေါ့နော်အနီရောင်ကကြတော့ဒီပစံရဲ့လက်ကင်အဲ့ဒါကိုပြောချင်တာအဲ့ပုံစံနေလာတာပေါ့နော်ဒါပေမဲ့နှစ်ကိုပြောချင်တာဆွေဆိုပြီးဒီမှာနှစ်ဆိုပြီးတော့ပြောင်းသွားရပေါ့နော်အဲ့ဒါလေးလို့ရှိတယ်ဒါပေမဲ့ဂျပန်မှာဆိုင်ကလည်းအဲ့လောက်တော့ဒီပုံစံမျိုးတော့တိတ်မဟုတ်ဘူးနီးတော့နီးစက်တယ်ဆိုတော့တိတ်မဟုတ်ပေါ့နော်ဆွေက year ဖြစ်တယ်ပေါ့နော်နှစ်ဆိုတဲ့ဟာရှိတော့ပုံပြောင်းသွားလိုက်တဲ့အချိန်မှာဒီပုံစံပဲကြံတော့တာပေါ့နော်အရင်မတူတော့ဘူးပေါ့နော်အဲ့တော့နောက်တစ်ခုကဆွေပြင်ထားရဲ့စကလုံးကရန်စဖန်ပေါ့တန်ရန်ဖန်ရဲ့ရေပေါင်းတာတန်ရန်ဖန်ကကြတော့လူနောက်ကရေကကြတကယ်တော့အောင်ငူနေတဲ့ပုံစံကနေလာတာရေကလည်းပဲဒီမှာတော့မပေါ်ဘူးเนาะသူကထားဆိုတဲ့အတန်ထွက်လာတာမျိုးတော့မပေါ်ခဲ့ဘူးပေါ့နော်အဲ့တော့ထားကကြတော့အတန်ထွက်ဆင်တာ၃ခုရှိတယ်ဒီ basic မှာပေါ့နော် he she it အကုန်လုံးထားတယ်ကြီးပဲဒါပေမဲ့မရေးတာမတူအနောက်က is ကတော့ကွဲတယ်ဆိုပေမဲ့ he နဲ့ she နဲ့ခန့်ဆင်တန်ရန်ဖန်နဲ့女字旁နဲ့ပဲကွာနော်နောက်နံပါတ်19ကကြ今年ကဒီနှစ်နော်今年ကဒီနှစ်ဒီကတကယ်တော့ကျင်းကဒီဆိုပေမဲ့လေပိတ်ထားတဲ့ပါဇက်ကိုပြောင်းပြန်လှန်ထားတာပြောင်းပြန်လှန်ထားရဲဆိုတာဒီလိုသူက A ပုံစံနဲ့ဆင်တာဒီလို A ပြီးတော့မှ D တကယ်လို့ဒါအဲ့ဒါပြောင်းပြန်လှန်ဒီပုံစံနော်ပါဇက်နဲ့ဆင်တယ်လေဒီမှာပါဇက်နော်ပါဇက်အဲ့ပိတ်ထားတဲ့ပါဇက်ကိုပြောင်းပြန်လှန်တာအဲ့ပုံစံမျိုးနဲ့ဆိုပြီးကျင်းဆိုတာဖြစ်တာတော့ဒါပေမဲ့ကျင်းအများသောအားဖြင့်လက်ရှိ noun တို့ဘာလို့ကိုစားပြုတယ်ညံကကြတော့နှစ်ဘယ်လိုမျိုးဆိုလို့ဘယ်လိုလဲဆိုရင်ဒီဟာရဲ့ဒါရဲ့ကကောက်လိုင်းစီးတွေဒီဟာရဲ့ဒါရဲ့ကလူเนาะကောက်လိုင်းစီးနဲ့လူနဲ့အဲ့တော့ဒီလိုမျိုးကြည့်မယ်เนาะဒီမှာကောက်လိုင်းစီးတွေနော်အဲ့ကောက်လိုင်းစီးအောက်မှာလူကထမ်းတာမျိုးတို့လူနဲ့ပေါ့နော်ကောက်လိုင်းစီးတွေကလူတွေကလုံနေတယ်ပေါ့နော်အဲ့တော့အပြားကောက်လိုင်းစီးအနီးကလူနော်အဲ့တော့လူရဲ့ပုံစံလည်းပြောင်းနေရပေါ့နော်မြေမှာတင်နေရှေးတုန်းကစာရင်းမှာဆိုင်အရင်တော့ကကျွန်တော်ခက်မှန်းကြည့်ပေါ့နော်ခက်မှန်းကြည့်အောင်ကျွန်တော်ကြားဦးတာပေါ့ငယ်တော့ဆိုကျွန်တော်များသောအားဖြင့်မိုးစားစားပဲကြားဦးတယ်မိုးမှာစိုက်ကြတယ်ຫນွေအဲ့စိုက်ဆောင်းရသေးလောက်ကြာရဲချွေတယ်လိတယ်ဘာညာစပါကလာအကောင်လောက်ရတယ်ပြီးရင်ခဏနာပေါ့နော်မိုးချလာကနီးဆိုပြန်စားအဲ့လိုမျိုးပေါ့နော်အခုမှຫນွေစပါဆောင်းစပါမိုးစပါမွားစာတက်မွားစာတက်တာဘာလို့ဆိုနီးပညာတွေလည်းထွန်းကားလာပြီဆိုတော့စက်တိုက်တွေစိုက်လို့ရပြီမျိုးစာတွေလည်းရှိလာကြပြီရွှေတုန်းကကျတော့အသိဉာဏ်ပညာမဖွင့်ပြဒေတာရဲ့ပညာပေါ့နော်ဒီစိုက်ပျိုးနဲ့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ knowledge လည်းအရင်မရှိတာရဲ့မျိုးစာဒီဘယ်လိုပြောမလဲတက်မျိုးစာပဲဖြစ်ဖြစ်တဘာမျိုးစာတွေလည်းအရင်လုံလောက်တွေမရှိသေးတာရဲ့ပြီးလို့ရှိရင်လူကြီးအရင်မများတဲ့အတွက်အရင်ထုတ်လို့ဖို့မလိုတာရဲ့အကြောင်းအရင်မစိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါအဲ့တော့ပြောချင်တာကဘာလဲဆိုရင်
ဘာလို့ဒီညံကိုနှိဖြစ်ဖို့အတွက်ကကျွန်တော်ဘာပဲဖြစ်မှာရမလဲဆိုတော့ဒါကကွက်နှစ်ကိုဆွဲတာပါဆွဲတွေးတာပါတစ်နှစ်ဆိုတဲ့စကားလုံးလူတွေဒီကောက်လိုင်းစီကိုတစ်နှစ်မှာတစ်ခါပဲလောက်တာမူသဘာပဲစိုက်တဲ့ပုံစံမျိုးပေါ့တစ်ခါပဲလောက်တာတစ်ခါပဲလောက်တယ်အဲ့ဒီကောက်လိုင်းစီဒီလောက်ရတဲ့အချိန်ဒီတစ်နှစ်မှာတစ်ခါပဲရှိတာအဲ့တော့အဲ့ညံကနှစ်ဖြစ်သွားတယ်ဟုတ်ပါလားညံကနှစ်ဖြစ်သွားတယ်အဲ့လိုမျိုးယူလိုက်ပါနော်ကျွန်တော်ရဲ့မှန်နည်းလေး sharing နောက်တစ်ခုကဒီ多ကအရှိမှရှင်းပြီးသားเนาะဒီအသားအပိုင်းစာလေးတစ်ခုနှစ်ခုဆိုအများကြီးပဲရှိရဆိုတော့多ကအဲ့တော့များတယ်ဆိုတဲ့အဓိပ္ပာယ်ရှိတယ်လို့เนาะ这么多တခြားအဓိပ္ပာယ်ပေါ့เนาะဒီမှာဘယ်လိုလဲဆိုတော့အဲ့เนาะအရှိမှတစ်ချက်အဲ့ဒါဒီဘယ်လိုမျိုးလဲဆိုတဲ့ဟာမျိုးတွေမှာလဲသူကဒီနောက်က how not to what extent လို့စသဖြင့်မှာလဲသုံးတာမျိုးရှိတယ်ပေါ့เนาะခဏလေးပါအဲ့တော့ဒီမှာတော့လောလောဆယ်ခဏလေးမှတ်ထားလိုက်နော်တောရှိမယ်နောက်ကတာဒီကကြဘလူဘလောက်ဆိုတဲ့အဓိပ္ပာယ်နော်တောကဘာလို့ဆိုတော့တောတာကွဲမှာတာကကြီးတာကကြီးရဆိုတဲ့အဓိပ္ပာယ်နော်အရင်လူကဒါဆိုလို့ရှိရင်ဒီဟာကြီးကလူကြီးအဲ့လိုပိုကြီးသွားတယ်နော်တာဆိုတဲ့အဓိပ္ပာယ်ကကြီးတာဘာလို့ဆိုတော့တောနဲ့တာနဲ့ကဘာဖြစ်မလဲဆိုလို့ရှိရင်အသက်မေးတာပဲပိုပြီးယဉ်ကျေးကြီးဆွေထက်ပိုပြီးယဉ်ကျေးတဲ့တောတာနော်多大ပို့ပြီးတော့ယဉ်ကျေးတဲ့အတုံးပေါ့နော်多ကအဲ့တော့ဓာတ်ရိုက်ပြန်တော့ဘလောက်တွေတောင်ကြီးနေအဲ့လိုမျိုးတော့မပြန်တော့နော်ဘလူတွေတောင်ကြီးနေဘလောက်တွေတောင်ကြီးနေဘလောက်ပမာဏတွေအသက်တွေကြီးကုန်အဲ့လိုတော့မပြန်ပါနဲ့နော်多大အဲ့ကြီးဆွေးထက်တော့ကြီးဆွေးရတော့များတော့ပြန်အောင်စားပဲတုံးတာပေါ့နော်30အောက်အဲ့လောက်ပဲတုံးတာ多大ကတော့ဒီနည်းနည်းပိုလဲယဉ်ကျေးတယ်ပူရင်ကြမှာတည်းနဲ့ဒီ30အထက်တွေပါတုံးတာပေါ့နော်အသက်တွေပါမေးတဲ့နေရာမှာတုံးပါတယ်အဲ့တော့ဒီပေါ့နော် HSK 1.3.0 version ရဲ့အသင်ခန်းစာ၄မှာပါတဲ့ chance အလွယ်မှတ်နည်းလေးတွေပေါ့နော်တကယ်ဟာလည်းပါလို့ကျွန်တော်ရဲ့မှတ်နည်းလေးလည်းပါတာပေါ့နော်အဲ့ဒီဟာလေးတွေပေါင်းပြီးတော့ sharing လုပ်ပေးသွားတာတော့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ